တနေ့မှာတော့အဖေဖြစ်သူကမနက်ခင်းအပြေးလေးကျင်ရင်းနဲ့ခွေးပြောက်ကြော်ညာတစ်ခုကိုတွေ့ခဲ့တယ်။အဲ့ဒီထဲကခွေးလေးကရှောင်းအိုက်ဖြစ်နေတာပါ။တကယ်တော့ရှောင်းအိုက်ကလေးလွင်ခွေးမဟုတ်ပဲအသက်80နီးပါးရှိတဲ့အဖွားကိုတယောက်ရဲ့ခွေးလေးဖြစ်နေပါတယ်။အဖွားကအောင်မြင်ကြော်ကြားပေမဲ့လုံးဝမပြောရှင်းရှာပါဘူး။ခင်ပွန်းကဆုံးသွားပြီးသားဖြစ်သူကလည်းနိုင်ငံသားမှာအခြေချနေတာဆိုတော့ဒီခွေးလေးကပဲသူမရဲ့တူးတဲ့တော့အဖော်ပါ။တနေ့လမ်းလျှောက်နေရင်အဖွားကနှလုံးအောင်ပြီးလမ်းပေါ်မှာမေ့လဲသွားခဲ့တယ်။ခွေးလေးကအရန်လန့်သွားပြီးလူတွေတတိထားမိအောင်အကျယ်ကြီးဟောင်ခဲ့တာပေါ့။ကံကောင်းတာကပစ္စည်းပိုးတဲ့လူငယ်တယောက်ကတွေ့သွားပြီးလူနာတင်ကားခေါ်ပေးခဲ့တယ်။ဒါပေမဲ့အော်ဒါဖို့အချိန်မရှိတော့တာကြောင့်လူငယ်ကထွက်သွားခဲ့ရပြီးခွေးလေးကိုဘယ်သူမှသတိမထားမိခဲ့ကြဘူး။အဖွားကိုကားကြီးနဲ့ခေါ်သွားတာကိုမြင်တော့ခွေးလေးကနောက်ကနေမဆိုင်မတော့လိုက်ပြေးခဲ့တယ်။ဒါပေမဲ့ခြေတိုလေးတွေနဲ့ဘလောက်ပဲမြ мян ပြေးကားကိုတော့မမိနိုင်ခဲ့ပါဘူး။မကြခင်မှာပဲခွေးလေးဟာလမ်းစုံတစ်ခုမှာမျက်ခြေပြတ်သွားခဲ့တယ်။စီကားလာတဲ့လမ်းမကြီးပေါ်မှာသူမဘယ်ကိုသွားရမလဲမသိတော့ဘူး။ညရောက်တဲ့အထိအဖွားရဲ့အရေးရောင်ကိုတော့မတွေ့ခဲ့ရပါဘူး။ဘိုင်ရန်စာနေလို့ကင်ထားတဲ့ကြက်သားတွေကိုကြည့်နေမိတာကြောင့်ဆိုင်ရှင်ရဲ့မောင်းထုတ်ခြင်းကိုလည်းခံခဲ့ရသေးတယ်။ကြောက်လန့်နဲ့ပြင်းရင်လမ်းပေါ်မှာကားတိုင်းမလို့တောင်ဖြစ်ခဲ့သေးတာပါ။နောက်ဆုံးမှာတော့လမ်းကြားတစ်ခုမှာတညအိတ်ဖို့နားနေခဲ့ရတယ်။ကံကောင်းတာကတော့နောက်နေ့မနက်မှာကြည်ဝူးကတွေ့သွားပြီးအိမ်ကိုခေါ်လာခဲ့တာပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းအဖွားကအရန်ကိုစိုးရိမ်နေခဲ့ရတယ်။သူမတတိယလာတာနဲ့ခွေးလေးကြောင့်အရင်ဆုံးမေးပေမဲ့ခွေးလေးကပါမလာဘူးလို့သိလိုက်ရတယ်။ဆေးရုံကဖုံးမတ်တန်းတွေကနေတဆင့်ပစ္စည်းပိုးတဲ့လူငယ်ကိုရှာတွေ့ခဲ့တယ်။အဲ့ဒီတော့မှလူငယ်ကလည်းခွေးလေးတစ်ကောင်ပါတာကိုတတိယသွားခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်ကအရန်လောနေတာကြောင့်ခွေးလေးကိုမစ်ကြံရစ်ခဲ့တာပါ။အဖွားကငိုတော့မလို့ဖြစ်နေတာကိုမြင်တော့ခွေးလေးကအဖွားအတွက်ဘလောက်အရေးကြီးလဲဆိုတာလူငယ်ကနားလည်သွားတယ်။ဒါကြောင့်သူလည်းအဆုံးထိကူညီပေးဖို့ဆုံးဖြတ်လိုက်ပြီးခွေးပြောက်ကြော်ညာတွေလုပ်ပေးကအဖွားနဲ့အတူလမ်းနက်ကလိုက်ကပ်ပေးခဲ့တယ်။ရက်တော်ကြာအောင်တရစ်ဆန်ကေဟာတွေအကုန်ရှောက်ရှာပေးမဲ့ရှောင်းအိုက်ရဲ့တရင်ကိုမကြားခဲ့ရဘူး။တချို့ကစုချင်းငွေလိုချင်လို့ရှောင်းအိုက်နဲ့တူတဲ့ခွေးလေးတွေကိုလာပြောကြပေမဲ့နှစ်ပေါင်းများစွာအတူနေလာတဲ့အဖွားကတော့ဒါဟာသူမရဲ့ခွေးလေးမဟုတ်ဘူးဆိုတာတန်းသိတာပေါ့။ရက်တပတ်အတော်ကြာတဲ့အထိဘာတရင်မှမရခဲ့ဘူး။အဖွားလည်းစိတ်ရောလူရောပင်ပန်းနှွမ်းနေနေပြီးခွေးလေးတစ်ခုခုဖြစ်သွားမှာကိုအရန်ကြောက်နေခဲ့တယ်။သားလေးငယ်ငယ်တုန်းကသူမဟာအလုပ်တွေအရန်များခဲ့လို့ခွေးမကြီးကပဲသားလေးရဲ့အဖော်ဖြစ်ခဲ့ရတာပါ။ခင်ပွန်းဆုံးသွားပြီးတဲ့နောက်မှမိသားစုဟာဘလောက်အရေးကြီးလဲဆိုတာသူမနားလည်လာခဲ့ပေမဲ့အရာအလုံးကနောက်ကျနေခဲ့ပါပြီ။အခုတော့အိမ်ကြီးထဲမှာသူမတယောက်တည်းပဲကျန်တော့တာပါ။ခွေးလေးဟာသူမရဲ့မိသားစုဝင်ယုံတင်မကပဲသူမရဲ့အတိတ်ကနောင်တတွေအတွက်ကူစားရလဲဖြစ်နေခဲ့တာပါ။အဖေဖြစ်သူကခွေးပြောက်ကြော်ညာကိုတွေးလိုက်တဲ့အကြောင်းဇနီးဒီကိုပြောပြခဲ့တယ်။ဇနီးဖြစ်သူကတော့အစပိုင်းမှာခွေးလေးကိုပြန်မပေးချင်ခဲ့ဘူး။ဘာလို့လဲဆိုတော့ခွေးလေးကြောင့်သာသူတို့နဲ့တမိကြားမှာတန်ရောစင်တွေခံရဲလာခဲ့တာမို့လို့ပါ။ခွေးလေးသာမရှိတော့ရင်တမိလေးကအရင်လိုပြန်ဖြစ်သွားမှာကိုသူမမတွေးရအောင်ဖြစ်နေခဲ့တယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးလင်မယားနှစ်ယောက်စကားများခဲ့ကြတယ်။ဒါပေမဲ့ဇနီးဖြစ်သူကလည်းအကျိုးအကြောင်းမသိတတ်သူမဟုတ်ပါဘူး။ခွေးပိုင်ရှင်ဘလောက်စိတ်ပူနေမလဲဆိုတာသူမခံမှန်းနိုင်ပါတယ်။ဒါကြောင့်သူမကအဆုံးဖြတ်ချက်ကိုတမိလေးစီမှာပဲထားလိုက်တယ်။တမိလေးသာသဘောမတူရင်ဘာပြောပြန်မပေးဘူးလို့သူမဆုံးဖြတ်ခဲ့တယ်။ဒါပေမဲ့မထင်မှတ်ထားပဲကြည်ဝူးကအမေဖြစ်သူရဲ့အကြံပြုချက်ကိုလင်မပါနဲ့စွာနဲ့သဘောတူခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့အစွန့်ပစ်ခံရတဲ့နာကျင်မှုကိုသူမကောင်းကောင်းသိနေလို့ဖြစ်တယ်လို့ချစ်တာကအမြဲတမ်းပိုင်ဆိုင်ထားရမယ်လို့မဆိုလိုကြောင်းသူမနားလည်လို့ပါ။ဒါဆိုရှောင်းအိုက်ကိုပြန်ပို့ပေးပြီးမှနောက်ထပ်ခွေးလေးတစ်ကောင်ထပ်မွေးကြမလားလို့အမေကမေးတော့ရပါတယ်သမီးမအဖေနဲ့အမေရှိနေရင်ရပါပြီပြီးတော့သမီးရဲ့မွေးနေ့ကိုလည်းတတ်မှတ်လိုက်ပြီလို့ကြည်ဝူးကပြောတယ်။ဘယ်နေ့လဲသမီးရဲ့သမီးဒီအိမ်ကိုရောက်လာပြီးအဖေနဲ့အမေရဲ့သမီးဖြစ်လာတဲ့နေ့ပေါ့တဲ့။မွေးစားမိဘတွေရဲ့အချစ်ကကြည်ဝူးကိုကူစားပေးနေုံတင်မကပဲကြည်ဝူးကလည်းသူမရဲ့အပြုအမူတွေနဲ့သူတို့ကိုပြန်ပြီးချစ်ပြနေခဲ့တာပါ။နောက်နေ့မှာတော့ကြော်ညာတွေလိုက်ကပ်နေတုန်းဖြစ်တဲ့အဖွားစီကိုသူတို့စီကဖုံးဝင်လာခဲ့တယ်။ရှောင်းအိုက်ကလည်းတကယ်သူမရဲ့တခင်ကိုအရန်လွှမ်းနေခဲ့တာပါတကားပွင့်လာတာနဲ့အဖွားရဲ့ရင်ခွင်ထဲကိုအပြေးလေးဝင်သွားခဲ့တယ်။ပျောက်ဆုံးသွားတဲ့ခွေးလေးကိုပြန်ရလို့အဖွားကတော့မိသားစုလေးကိုအရန်ကျေးဇူးတင်နေခဲ့တယ်။ဒါပေမဲ့ကြည်ဝူးရဲ့မျက်နှာမှာတော့ဖုံးကွယ်လို့မရတဲ့ဝမ်းနည်းမှုတွေအပြည့်ပါပဲ။ဘာပဲဖြစ်ဖြစ်ရက်တော်ကြာအောင်မွေးလာခဲ့တာဆိုတော့သူမလဲရှောင်းအိုက်ပေါ်တန်ရောစင်ဖြစ်နေခဲ့တာပေါ့။အဖွားကလည်းကောင်းမလေးဘလောက်ဝမ်းနည်းနေမလဲဆိုတာကိုရိပ်မိခဲ့ပါတယ်။သူတို့ပြန်သွားတဲ့အခါမှာအဖွားရဲ့စိတ်ထဲမှာလည်းခံစားချက်တွေမျိုးစုံဖြစ်နေခဲ့ရတယ်။ရက်နှဲငယ်ကြာမှာတော့အဖွားကသူတို့စီဖုံးဆက်လာခဲ့တယ်။သူမကကြည်ဝူးကိုရက်ွက်ထဲမှာလှုပ်တဲ့တရစ်ဆန်မွေးစားပွဲလေးကိုဖိတ်ကြားခဲ့တယ်။ကြည်ဝူးဟာအဖေနဲ့အမေနဲ့အတူလာခဲ့ပြီးရှောင်းအိုက်ကိုပြန်တွေ့ခဲ့ရတယ်။အဖွားကတော့ဒီတစ်ခါမှတစ်ခုခုကိုပြက်သားဆုံးဖြတ်ထားပုံရတယ်။ဘာလို့လဲဆိုတော့သူမကမကြခင်မှာခွဲစိတ်မှုလုပ်ရတော့မှာမို့လို့ကြည်ဝူးကိုရှောင်းအိုက်ကိုဆက်ပြီးစောင့်ရှောက်ပေးဖို့တောင်းဆိုခဲ့တယ်။မိဘတွေကအဖွားစေးုံကစင်းတဲ့အထိစောင့်ရှောက်ပေးမယ်လို့ပြောပေမဲ့အဖွားကတော့ခေါင်းခါပြလိုက်တယ်။ရှောင်းအိုက်ကသူ့ဘာသာသူရွေးချယ်မှုလုပ်ပြီးပြီလို့သူမကပြောခဲ့တယ်။တကယ်တော့အဖွားစီပြန်ရောက်သွားတဲ့ရက်တွေမှာရှောင်းအိုက်ကစားမဝင်အိမ်မပျော်ဖြစ်နေခဲ့တာပါ။အဖွားကလည်းရှောင်းအိုက်ဟာကြည်ဝူးကိုဘလောက်လွမ်းနေလဲဆိုတာခံစားမိတယ်လို့သူမကိုယ်တိုင်လည်းရှောင်းအိုက်နဲ့အတူနေဖို့အချိန်များကြီးမကြံတော့ဘူးဆိုတာသိနေခဲ့တယ်။ကောင်မလေးရဲ့နံဘေးမှာထားခဲ့တာကရှောင်းအိုက်အတွက်အကောင်းဆုံးဖြစ်မှာပါ။ဇလန်းရဲ့အဆုံးမှာတော့အဖွားရဲ့အထောက်ပံ့နဲ့တက္ကသိုလ်တက်ခဲ့ရတဲ့ပစ္စည်းပိုးတဲ့လူငယ်လေးပြန်ရောက်လာခဲ့တယ်။သူဟာသူပထမဆုံးလှုပ်ထားတဲ့လက်ရာလေးကိုအဖွားကိုလက်ဆောင်ပေးခဲ့တယ်။အဲ့ဒါကတော့ရှောင်းအိုက်ရဲ့ပုံစံလေးတိုင်းထွင်းထားတဲ့တစ်သားရုပ်လေးပါ။အဖွားရဲ့ကြံရှိနေတဲ့ဘဝလက်ကြံတွေကိုကုစားပေးသွားမှာကတော့သူစိမ့်တွေစီကရရှိတဲ့ဒီချစ်စစ်တွေပဲဖြစ်ပါတော့တယ်။